အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒီလိုမျိုးတခိုက်တစ်ထွာပဲရှိရပေါ့နော်အစာလေးပေါ့နော်အနံကြီးပိတ်စာလေးနဲ့အင်ဂျင်နဲ့ဘောင်းမီဝတ်ဆက်လေးရှာအောင်ချုပ်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲကြည့်လိုက်ရအောင်နော်ဘောင်းမီလေးအရင်ညှက်ထားလိုက်တယ်ပေါ့နော်ဘောင်းမီချုပ်ပြတဲ့ဗီဒီယိုဖိုင်လေးတွေရှိတာမို့လို့ဘောင်းမီညှက်လေးကိုမပြတော့နော်ဟုတ်ပြီဘောင်းမီရဲ့အရှိကိုတော့22လောက်ယူထားလိုက်ပါတယ်နော်ဒီဒါဆိုရင်ဘောင်းမီလေးပြီးရင်အင်ဂျီဘတ်တန်လေးဆွဲပါမယ်အရင်ဆုံးကျွန်တော်ကတလမမြင်းလေးအရင်ဆွဲမယ်ဆွဲပြီးသွားပြီဆိုလို့ရှိရင်ဒီမှာအခုံးလေးဆွဲမယ်ပေါ့နော်အခုံးက9လမ20ဒါမီဒီယာအတိုင်းပေါ့နော်ဖုန်းခွဲတဲ့တောက်ရနော်ပကုံးက9လမ20ယူနေပြီးရင်လေဘင်းကလေဘင်းတော့3လမလောက်ယူထားတယ်နော်ကျန်တာဒါကဒီပကုံးပြောက်လေးဆွဲမယ်နော်ဒါလို့ဆိုပိတ်ဆမလောက်တဲ့ခါမျိုးကြာရင်ကျန်ပကုံးပြောက်လေးချုပ်ပြီးဖြစ်တယ်နော်ဟုတ်ပြီပြီးရင်ဒီမှာပကုံးကိုတလမဆင်းနေတယ်ဒါလေးဒီလိုလာဆက်နေဟုတ်ပြီပြီးရင်ကြာရင်ကတော့ပကုံးကိုဟုတ်ပြီဂျိုင်းကခွန်ခွဲပေါ့နော်ဂျိုင်းကိုခွန်ခွဲယူထားတယ်ဂျိုင်းခွန်ခွဲယူထားပြီးတော့ရင်ကျဲပေါ့နော်ရင်ကျဲကိုကြတော့10ခွဲလေးယူပါတယ်ရင်ကျဲ10ခွဲဆိုတော့အဲ့ဒီ10ခွဲလေးကိုမှတ်မယ်မှတ်ပြီးတော့မင်းလေးချောင်းလာဆွဲမယ်နော်ဆွဲပြီးပြီဆိုလို့ရှိရင်ကိုချီပေါ့နော်ကိုချီကဘယ်လောက်ယူမလဲဆိုတော့ကိုချီကို22လောက်ယူမယ်နော်အဲ့ဆိုရင်ဒီမှာ22ကလေးမှတ်မယ်မှတ်ပြီးတော့အဲ့ဒီကိုဒီမှာ10ခွဲနဲ့ပေါင်းပြီး10ခွဲလေးနဲ့ပေါ့နော်ပေါင်းပြီးလာထားပါမယ်အဲ့ဒီလေးနည်းနည်းလေးကားကျင်တယ်လေဒီအောက်က၄စိတ်လောက်ပေါ့နော်ဒီမှာ၄စိတ်ပဲ4စိတ်လောက်ကားလိုက်တယ်ကားတဲ့ခါမှာဒီမှာလေးနဲ့နော်ဒီဂျိုင်းအစုံလေးနဲ့လာကားပါမယ်ဟုတ်ပြီအဲ့လိုလေးရပြီဆိုလို့ရှိရင်ကျွန်တော်ဒါကပခုံးပြောက်ဆိုတဲ့အတွက်မဂျိုင်းကိုတော့အရင်ဆွဲထားလိုက်နော်ဂျိုင်းကိုဆွဲမယ်ဆိုလို့ရှိရင်ဒီမှာဂျိုင်းလေးကိုတဝက်ဝက်မယ်ခုံခွဲဆိုတော့3လက်မ6စိတ်လောက်ရှိတယ်နော်ဒီလို3လက်မ6စိတ်အဲ့လိုယူပြီးတော့ဒီမှာမြင်းလေးတစ်ချောင်းလာဆွဲမယ်ဆွဲပြီးရင်နောက်ကြောကျရ9လက်မရှင်းရင်ကျက6ခွဲလိုလေးမှတ်ထားမယ်နော်မှတ်ပြီးရင်ဒီမှာသူ့ကိုဆက်လာဆွဲမယ်ပြီးရင်နောက်တစ်ခုကိုလည်းဒီမှာနော်ဒီမှာရှင်းတဲ့အနောက်ကိုကျတော့လာဆွဲမယ်နမလောက်ဖတ်ပြီးတော့ဂျိုင်းလေးလာဝိုက်ပါမယ်ဒီနော်သူတို့ဆွဲပြီးသွားရင်တလက်မမှတ်ပြီးဂျိုင်းလေးလာဝိုက်ပါမယ်ဟုတ်ပြီအဲ့ဒီကြပြီနော်အဲ့လိုရပြီဆိုလို့ရှိရင်ကျတော့ပခုံးပြောက်ကိုဘယ်လောက်ထားမလဲပေါ့နော်ပခုံးပြောက်ကိုချိန်ရဒီမှာ9လက်မ9ခွဲယူပြီးလို့ကြရနော်ကျအောက်ကြလေးလို့ကျတော့9လက်မ2စိတ်လောက်ယူလာနော်9လက်မ2စိတ်9လက်မ2စိတ်နော်လို့ယူလာမယ်ယူပြီးတော့အဲ့ဒါလေးလာဆွဲမယ်ဒီပခုံးပြောက်ကိုလေးချိန်ရတေးချိုးလေးနဲ့တေးချိုးနဲ့ချုပ်မှဖြစ်တဲ့အတွက်ခြေဒီတိုင်းလေးပဲထားလိုက်မယ်ထားပြီးတော့သူ့ကိုဒီတိုင်းလေးပဲဖြတ်ထုတ်မယ်ဂျိုင်းညာလေးကိုတိုင်းကြည့်ရော၄လက်မခွဲလောက်ရှိရပါတော့၄ခွဲရှိရအဲ့ဆိုရင်၄ခွဲလေးကိုမှတ်ထားလိုက်မယ်မှတ်ထားပြီးတော့ကျတော့ဒီမှာဒီမှတ်ထားပြီးတော့ကျတော့ဒီအပေါ်ကို6စိတ်လောက်ယူထားလိုက်မယ်နော်ဘာလို့ဆိုတော့ဒါတရေကျိုးထည့်ဖို့လေတရေကျိုးထည့်ဖို့ခောက်စာလေးကကျတော့6စိတ်ယူထားလိုက်မယ်6စိတ်အပေါ်ယူထားလိုက်မယ်ပေါ့နော်ဒါကပတ်တမတစ်ခါလေးယူထားနော်ပတ်တမတစ်ခါလေးချုပ်စာလေးယူထားလိုက်တယ်ယူထားပြီးတော့ကျတော့ဒီတိုင်းလေးညှက်ထုတ်ပါမယ်ဟုတ်ပြီလားနောက်ချမ်းလေးပြီးပြီဆိုရင်ကျတော့ဒါလေးကိုအမေကနေပြန်ဖြတ်မယ်တို့ကြတော့ခေါက်ချိုးလေးနဲ့တော့နော်ခေါက်ချိုးနဲ့တော့မယ်ကျတော့ပြီးဒီထိတ်လေးတွေကိုဓာတ်ဆက်လိုက်မယ်ဓာတ်ဆက်လိုက်ပြီးတော့ဒီလိုလေးပြန်အုပ်မယ်ပြန်အုပ်ပြီးတော့ဒီထဲမှာတရေကျိုးလေးထည့်မယ်ဟုတ်ပြီပြီးလို့ရှိရင်ဒီမှာပေါ့နော်ဒီအပေါ်ကျတော့ဒီမှာဟိုမှာပေါ့နော်ပခုံးကျိုးလေးထည့်မယ်ပခုံးကျိုးကို၄လက်မအရှူမယ်အရှေ့ကကျတော့၄ခွဲနော်နောက်ချမ်းက၄ခွဲရှေ့ချမ်း၄ခွဲဆိုလို့ရှိရင်6လက်မဖြစ်မှာပေါ့နော်အဲ့ဆိုရင်ဒီပခုံးကျိုးလေးကိုကျတော့ချဲတို့ချုပ်စာနဲ့ဆိုလို့ရှိရင်10လက်မ17လက်မလောက်ညှက်ထားပြရမယ်နော်17လက်မလောက်ညှက်ထားပြရမယ်ရှေ့ချမ်းလေးညှက်မယ်နော်တို့လည်းခေါက်ကျိုးလေးနဲ့နော်ဟုတ်ပြီနော်ချဲကဒီမှာပိတ်စနှစ်ခေါက်ခေါက်တဲ့ပတန်ကျင်းနဲ့တင်ပြီးတော့ညှက်ထုတ်ပါမယ်ဆက်ရပြီနော်ဒီနားလေးကိုဒါဆက်လေးလိုက်မယ်လိုက်ပြီးတော့ဘယ်လိုပြန်အုပ်ပြီးချုပ်မယ်နော်ပြီးရှေ့ချမ်းကိုလည်းအဲ့တမဲပိတ်နှစ်ခေါက်ခေါက်ပတန်တင်ပြီးညှက်ထုတ်ပါမယ်ဟုတ်ပြီညှက်ပြီးသွားရင်တို့လည်းဒီအပေါ်လေးကိုဒါဆက်လေးလိုက်ပါမယ်ဟုတ်ပြီဒီကလေးဒီမှာပိတ်စလေးကထပ်ပို့နေသေးလို့အဲ့ဒါလေးကိုအင်ကြီးအောင်လားလေးကိုလေအတွန့်လေးလုပ်လိုက်မယ်နော်အကျယ်ကဘယ်လောက်လဲဆိုတာတန်းပြနော်သူ့ရဲ့အကျယ်က7ခွဲချီသူ့အကျယ်က7အကျယ်က7နော်နှစ်ခေါက်ခေါက်ထားပြီးတော့နှစ်ခေါက်ခေါက်ထားတဲ့အကျယ်က7အရှည်ကကျတော့
ရှစ်လက်မဟုတ်ပြီရှစ်လက်မဆိုတော့ချင်းဒါကိုလေးလက်မယူလိုက်မယ်နော်လေးလက်မယူလိုက်မယ်အဲ့ဆိုရင် cherry ရဲ့အတွင်လေးကလေးလက်မဖြစ်ပါမယ်နော်ဟုတ်ပြီအောင်မအတွင်လေးကိုလေးလက်မယူပါမယ်ဒါကြတော့ပိတ်စကိုအဆင်ပြေသလိုလေးယူရအောင်နော်ကိုကပိတ်စများတယ်ဆိုလို့ရှိရင်လည်းများများလေးယူလို့ရတယ်နော်ဟုတ်ပြီဒါအောင်နာတို့ပေါ့နော်အင်ဂျီအောင်နာတို့လို့ပေါ့နော်ချဲပခုံးတင်နေပေါ့နော်ကျိုးလေးကိုနှစ်လက်မယူမယ်ယူပြီးတော့ဒါကို